မှာရိုက်ရှာပြီးတော့ထောင်းလို့ရပါတယ်ပြီးတော့ဒီ website ကိုပေါ့ပြလို့ YouTube လို့ပါတော့လည်းတောင်းကျင်ထောင်းလို့ရပါတယ်ဒီမှာကျွန်တော်ခုနစတဲ့အတိုင်းပဲပြန်ပြီးထောင်းလို့ရပါမယ်ထောင်းမှပြီးအောင်စောင့်ပြီးတော့နောက်ဆက်တော့ရပါတယ်ပြီးရင်တော့ဒီမှာကျွန်တော်ထောင်းခဲ့ file ကိုစစ်ဖြည့်ပေးလိုက်ပါ extract ရနဲ့ကားတွေကများတော့ဖြစ်တော့နာမည်ပြောင်းရမလို့ဗျဒါပေမဲ့တေချာတိအောင်အခုပြထားတဲ့ဒီကိုသုံးရပါတယ်ဒီက DFF file ရဲ့နာမည်ဖြစ်တဲ့ HODRINA ဆိုတော့မှတ်ထားလိုက်ပါပြီးရင်တော့ GTIMD2 ရဲ့တွားပြီးတော့ skin ထည့်ရုံကအလုပ်ခဲ့တဲ့အတိုင်းပြန်တွားလုပ်လိုက်ပါ game folder တွေက GT3.img ဆိုတော့ဝင်ပြီးဒီ search bar မှာခုနကနာမည်ကိုရိုက်ထည့်ကြလိုက်ပါ HODRINA ဒီမှာရှိရဆိုရင်တော့ on ဖြစ်ပါဗျာအဆင်ပြေပါတယ်ပြောင်းစရာမလိုပါဘူးဒါဆိုတော့ skin ထည့်ရုံကအတိုင်း F5 ဆို replace လုပ်ပြီးတော့ထဲမဲ့ DFF file ကိုတွားထည့်လိုက်ပါမယ်ဒါဆိုတော့ရပါပြီဒီစင်ကတော့ခုန search bar မှာရှာကြည့်လို့ဘာမှမပေါ်ခဲ့ဘူးဆိုရင်ပြောင်းရမယ့်တွေပဲကြည့်ရပါပါဒီမှာကား list တွေအများကြီးရှိရဗျာအဲ့ထဲကကိုအဆင်ပြေတဲ့ကားတစ်ခုရွေးလိုက်ပြန်ဒီမှာကိုကားနဲ့ကိုက်မယ်ထင်တယ်ကိုကပြိုင်ကားကြီးထောင်းခဲ့ပြီးတော့ကိုကအမိုက်ကားတို့ဘာလို့အဲ့လိုနေရာမှာတွားပြီးထည့်အဆင်မပြေဘူးဗျာ file ထဲမှာနာမည်ပြောင်းပြီးတွားထည့်မယ်ထားပါမယ်ကဲဒီ DHT2 ထဲမှာလည်းစတော့1လောက်ခဲ့အားနဲ့တူတူပါပဲပြောရရင်ဗျာအဲ့လိုကွာစကင်တွေကားတွေစိုက်ခဲ့အစုံဖေးရထည့်တဲ့ဒီတိုင်းပဲထည့်ရအောင်အကုန်လုံးတူတူပါပဲကဲကျွန်တော်ဒီနေရာမှာအပေါ် trick လေးတစ်ခုအနေနဲ့ပြောပြချင်တာကတချို့ file တွေကဗျာ.txt နဲ့စုံတဲ့ file တွေမဟုတ်ဘဲနဲ့အဲ့လို with alpha without alpha ဆိုပြီးတော့ပုံနေဖြစ်နေရတယ်ဗျာအဲ့လိုဖြစ်နေဆိုကျွန်တော်အခုပြထားစလိုမျိုးလေးလုပ်လိုက်ပါဒါဆိုတော့အဆင်ပြေသွားလိမ့်မယ်ကဲကားထည့်ပြပါဆိုရင်ကားရွေးနေအောင်ကျွန်တော်များတည်ပြီးတော့ဖြစ်မှာပါအချင်းမီနူဆွဲချမယ်ဆွဲချပြီးဒီဟာနဲ့လည်းခိုးလို့ရပါဗျာဒီဟာနဲ့ကြောင့်ပို့ကြတော့တစ်ခုချင်းရွေးရဆိုအဲ့နဲ့လုပ်လို့ရတယ်လို့ဒီအခြားဒီတစ်ခုပြနာမည်နဲ့လိုက်ရှာရတဲ့ဟာနဲ့လုပ်လို့ရပါဗျာကိုထည့်ခဲ့တဲ့ကားနာမည်ကိုမှတ်ထားပြီးတော့ဒီထဲမှာလိုက်ရှာပြီးအဲ့တော့ရွေးလိုက်ရပါဗျာဒီမှာကျွန်တော်ထည့်ထားတဲ့ကားနာမည်က INFE အန်ယူပဲဆိုတဲ့ဒီကားဗျာဒီကားမှာနေအမှန်ချင်းလေးလို့ဒါပြင်ပြင်ထွက်ပြီးအကောင့်စီလို့ရပါပြီဒါပါပဲလွယ်လွယ်လေးပါ